ဒီ football ရဲ့မရှိမဖြစ်အကောင်းဆုံး player 9 ယောက်အားလုံးပဲမင်္ဂလာပါဒီ football ကစားတဲ့နေရာမှာကိုယ့် team ကစားအားတက်ဖို့ဆိုတာဖွဲ့ကောင်းကောင်းရှိဖို့အရန်အရေးကြီးပါတယ်ဒီနေ့မှာတော့လက်ရှိ update တွေအရ game ထဲမှာ performance အကောင်းဆုံးနဲ့အကျန်းဆုံး player 9 ယောက်အကြောင်းကိုပြောပြပေးသွားမှာပါဘယ်သူတွေပါမလဲဆိုတာကြည့်လိုက်ရအောင် Lionel Messi, Big Time Ambassador Edition ပထမဆုံးတစ်ယောက်ကတော့ Adrian Messi ပါပဲ football မှာ Messi ရဲ့ကတ်တွေကအများကြီးရှိပေမဲ့သူ့ရဲ့ tight possession နဲ့ ball control ကဘယ်သူနဲ့မှမတူပါဘူး tight space တွေထဲမှာလိန်ခောက်ရတာဝါသနာပါရင် Messi ကမရှိမဖြစ်ပါသူ့ရဲ့ curl shot တွေကလည်း goal ဖြစ်ဖို့ရာခိုင်နှုန်းအများဆုံးပဲဖြစ်ပါတယ် Kylian Mbappe, Goal Poacher ဒုတိယကတော့အမြန်နှုန်းရဲ့ဘုရင် Mbappe ပါ counter attack ကစားတဲ့သူတွေအတွက် Mbappe ရဲ့ speed နဲ့ acceleration ကပြိုင်ဘက် defender တွေကိုအမြဲတမ်းဒုက္ခပေးနိုင်ပါတယ်သူကနေရာလွတ်ရှာတာအရန်တော်တယ်လို့ကိုရှိမှလည်းအဆုံးသက်သေးချတဲ့ player မျိုးပါ Don Patrick Vieira, Epic Big Time ကွင်းလယ်မှာတော့ Patrick Vieira ကအကောင်းဆုံးပဲလို့ပြောရပါလိမ့်မယ်သူ့ရဲ့ physical contact နဲ့ interception ကတကယ်ကိုကြောက်စရာကောင်းပါတယ်ပြိုင်ဘက်စီကဘောလုံးလူဖို့ဆိုရင်သူကအားကိုးရဆုံးဖြစ်တယ်လို့ defensive midfielder နေရာမှာသူရှိနေရင်ခံစစ်ကတော်တော်လေးစိတ်ချရသွားပါတယ် Kevin De Bruyne, Whole Player Creative Reservoir pass ပေးတာတိကျချင်တဲ့ဖန်တီးမှုကောင်းကောင်းလိုချင်တဲ့ဆိုရင်တော့ဒါပါပဲသူ့ရဲ့ through ball တွေကတိုက်စစ်မှုတွေအတွက်ဂိုးသွင်းဖို့အဆင်သင့်အနေအထားကိုဖန်တီးပေးနိုင်ပါတယ်အဝေးကန်ချက် long range shoot တွေမှာလည်း De Bruyne ကထိပ်တန်းပါပဲ Virgil van Dijk, Build Up နောက်ဆုံးတစ်ယောက်ကတော့ခံစစ်ရဲ့မရှိမဖြစ် Van Dijk ပါအရက်အမောင်း physical နဲ့ defensive awareness အားလုံးကပြည့်စုံနေပါတယ်အထူးသဖြင့်လေပေါ်ဘောဖြတ်တာတွေနဲ့အော်ညုံတော့အခြေအနေတွေမှာသူ့ကိုကြော်ဖို့ဆိုတာတိုက်စစ်မှုတွေအတွက်တကယ်ကိုခက်ခဲတဲ့အလုပ်ပါဒါကတော့လက်ရှိ football မှာလူကြိုက်အများဆုံးနဲ့အကောင်းဆုံး player 9 ယောက်ပဲဖြစ်ပါတယ်သူတို့တွေကဘသူတွေကကိုယ့် team ရဲ့ squad ထဲမှာပါဝင်နေပြီလဲနောက်ထပ်ဘယ် player တွေကကောင်းသေးလဲဆိုတာခန့်မှန်းမှာပြောသွားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်